ကမ္ဘာလာစာအမြင့်ဆုံးဆောက်လုပ်ရေးလုပ်သားတွေဟာတစ်လကိုဒေါ်လာ46,000အထိရရှိကြပါတယ်ဒါပေမဲ့နောက်ွယ်ကကြောက်မက်ဖွယ်ရာအချက်တစ်ချက်ကတော့သူတို့ဟာကမ္ဘာအမြင့်ဆုံးတရားကြီးတွေနဲ့မိုးမျှော်တိုက်ကြီးတွေကိုတိစောက်နေကြတဲ့တံမဏိဆောက်လုပ်ရေးလုပ်သားတွေဖြစ်နေခြင်းပဲဖြစ်ပါတယ်သူတို့ဟာတစ်လကိုဒေါ်လာ46,000အထိအများအပြားရရှိကြတော့လဲခြေတလန်းတင်မှားလိုက်ရုံဖြင့်အသက်ပြောက်သွားနိုင်တာမျိုးပါသူတို့ဟာမြေပြင်အထက်ပေးငါးရအမြင့်ရှိတဲ့ဝေဟင်ထဲမှာအလုပ်လုပ်ကြရတာဖြစ်ပြီးလက်ရန်လုံးဝမပါရှိတဲ့ယာယီတံမဏိရမတန်းတွေနဲ့ကျင်းမြောင်းလာတဲ့စင်မြင့်တွေပေါ်မှာလမ်းလျှောက်နေကြရတာဖြစ်ပါတယ်အခြေအနေတော်များများမှာအဆိုပါတံမဏိမျက်နှာပြင်တွေဟာနက်နက်ခင်းနှင်းရည်တွေနဲ့ရင်ငွေ့ပြန်မှုတွေကြောင့်အလွန်အမင်းအန္တရာယ်ရှိလောက်အောင်ချော့ကြည့်နေတတ်တာမျိုးပါခြေတလန်းများမှချော်လိုက်ခြင်းကတင့်ကိုအဆုံးမရှိတဲ့အနက်ရှိုင်းဆုံး6ထဲသို့ပြုတ်ကျသွားစေနိုင်ပါတယ်ကုမ္ပဏီတွေကဘေးကင်းလုံခြုံရေးပိုက်ကွန်တွေကိုတက်ဆင်ပေးထားကြတော့လဲရင်းတို့ဟာတင့်ကိုအမြဲတမ်းကယ်တင်ပေးနိုင်ခြင်းမရှိတာကြောင့်အမြင့်ကနေပြုတ်ကျခြင်းဟာဒီလုပ်ငန်းခွင်အတွင်းမှာတည်ဆုံရမှုအများဆုံးအကြောင်းရင်းတစ်ခုအဖြစ်ရှိနေဆဲပဲဖြစ်ပါတယ်သို့တော်လည်းအကြောက်ရွံ့ဆုံးအဆင့်ကတော့ကြီးမားလာတဲ့တံမဏိအပိုင်းအစကြီးတွေကိုအပေါ်သို့ဆွဲတင်မဲ့အချိန်ပဲဖြစ်ပါတယ်။ရင်းအပိုင်းအစတစ်ခုချင်းစီဟာအလေးချိန်တန်ပေါင်း33,000အထိရှိတတ်တာကြောင့်ကုန်ပစ္စည်းအပြည့်တင်ဆောင်ထားတဲ့ကုန်တင်ကားကြီးတစ်ဆက်စီးထက်မှကပုံမလေးလံလာတာမျိုးပါလုပ်သားတွေကရင်းတို့ကိုတတ်မှတ်ထားတဲ့နေရာတကျဖြစ်အောင်ဝိုင်းဝန်းထိန်းချောင်းပေးနေရစဉ်အတွင်းအဆိုပါစိတ်ပိုင်းကြီးတွေဟာဝေဟင်ထဲမှာလွှဲရနေတတ်တာမျိုးပါလှုပ်ရှားမှုတစ်ချက်တည်းမှားယွင်းသွားရုံဖြင့်ရင်းအောက်မှာချက်ချင်းဆိုသလိုညက်ပြီးတိတ်ဆုံးသွားနိုင်ပါတယ်နေ့စဉ်နေ့တိုင်းတင်းတက်ကိုရင်းရတဲ့အထိဒီလစာပမာဏဟာတန်ဖိုးရှိရလားဒီလိုမျိုးအလုပ်ကိုင်တွေကိုပုံမဘေးကင်းလုံခြုံလာစေဖို့အတွက်တင်းဆိုရင်ဘာတွေများလှုပ်ဆောင်ပေးမလဲတင်းရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာရေးသားမျှဝေပေးခဲ့ကြပါဦးခင်ဗျာ